ဒီအချက်တစ်ချက်ကိုသိသွားပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ ID ကယ်ရီကပို့ပြီးတဲ့အခါကျတော့ကောင်းမွန်ပြီးတော့မှသူများတွေထက်ပို့ပြီးတဲ့အခါကျတော့တာနေမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာလေးကဘာလေးလဲဆိုတဲ့အခါကျွန်တော်တို့ mind map လို့ခေါ်ပါတယ်ဒီနေ့မှာတော့ဒီ ID carry အတွက်အရေးပါတဲ့ mind map 5ခုအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဟာတော့ကျွန်တော်တို့ full stack developer ရဲ့ mind map ပါ full stack developer တယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတွေအကုန်လုံးလေ့လာထားပါမယ်ဒါတွေအကုန်လုံးလေ့လာလို့ရှိရင်သူများနေတာပို့ပြီးတဲ့အခါကျတော့တာနေမှာဖြစ်ပါတယ်ဒုတိယတစ်ခုကကြာတဲ့အခါကျတော့ website developer ရဲ့ mind map ပဲဖြစ်ပါတယ် website developer တယောက်ဖြစ်ချင်တာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတွေအကုန်လုံးလေ့လာမှာဖြစ်ပါတယ်တတိယတစ်ခုကကြာတဲ့အခါကျတော့ mobile developer ရဲ့ mind map ပဲဖြစ်ပါတယ် mobile developer တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတွေအကုန်လုံးလေ့လာထားလို့ရှိရင်သူများနေတာအကုန်လုံးတာလို့နေမှာဖြစ်ပါတယ်စတုတ္ထတစ်ခုကကြာတဲ့အခါကျွန်တော်တို့ backend developer ရဲ့ mind map ဖြစ်ပါတယ် backend developer တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတွေအကုန်လုံးလေ့လာလို့ရှိရင်သူများနေတာနှာလည်းပြားတာနေမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကကြာတဲ့အခါကျတော့ cyber security ရဲ့ mind map ဖြစ်ပါတယ်ဆိုတော့ cyber security ကတော့အများကြီးရှိရပေါ့နော်ကျွန်တော်တို့ဒီဟာတွေအားလုံးကိုလေ့လာထားလို့ရှိရင်ကျွန်တော်တို့အကုန်လုံးထပ်ပို့ပြီးတဲ့အခါကျတော့တာလုံးနေမှာဖြစ်ပါတယ်ဒီ mind map လေးတွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကို DM လိုက်လို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ